အဲ့ဒီမိန်းကလေးဟာငဲစင်ကနေကကြီးလာရဲ့နာမည်ကြီးအဆိုတော်တူအောင်ဖြစ်ချင်ခဲ့တာပါဒါပေမဲ့သူ့အဖေကတော့ဒီအကြောင်းအရာတွေကိုလုံးဝသဘောမကျခဲ့ပါဘူးဒါကြောင့်သူကအဖေနဲ့မသိအောင်အမြဲတမ်းပုံရိုးကွယ်ရိုးနဲ့သူ့ရဲ့အိမ်မက်ကိုအကောင့်ထဲဖို့ကြိုးစားခဲ့ပါတယ်ဒီလိုကြိုးစားရမှာမိန်းကလေးရဲ့အမေကလည်းအပြည့်အဝပန်ဖိုးကူညီပေးခဲ့ပါတယ်မိခင်ဖြစ်သူကလည်းသမီးရဲ့အိမ်မက်တွေကိုကောင်းကောင်းအကောင့်ထဲဖို့နိုင်ဖို့အတွက်လက်တော့တလုံးကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်တနေ့မှာတော့မိန်းကလေးဟာမနေ့အိယာကနိုးလာတဲ့အခါမှာသူ့စိုက်ထဲမှာအကြံတစ်ခုရလာခဲ့ပါတယ်သူဟာချက်ချင်းပဲလက်တော့ကိုဖွင့်ပြီးသူ့တချင်းကိုစတင်မှတ်တမ်းတင်ပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့အဖေကိုပြန်စဉ်းစားမိပြီးကြောက်လန့်သွားတာကြောင့်အားလုံးကိုချက်ချင်းပြန်ပိတ်လိုက်ရပါတယ်အဖေဖြစ်သူလုံးဝမသိရှိစေဖို့အတွက်မိခင်ဖြစ်သူကသမီးကိုအကြံဉာဏ်တချို့ပြောပြပေးလိုက်ပါတယ်မိခင်ပြောပြတဲ့အကြံဉာဏ်အတိုင်းမိန်းကလေးကလည်းအတိအကျသူ့ရဲ့ဗီဒီယိုကိုမှတ်တမ်းခဲ့ပါတယ်ဗီဒီယိုမှတ်တမ်းပြီးတဲ့အခါမှာတော့သူ့ရဲ့ channel ပေါ်မှာအဲ့ဒီဗီဒီယိုကိုกินလိုက်ပါတယ်ရဲ့အနေငယ်ကြားတဲ့အဲ့ဒီတော့သူ့စီကိုကောင်းမွန်တဲ့တုံ့ပြန်မှုတစ်ခုမှမရခဲ့ပါဘူးဒီကြားထဲမှာသူဟာစိတ်မကောင်းဖြစ်ပြီးစာပေတိလာရဲ့အပေါ်မှာပဲအာယုံဆိုင်နေခဲ့ပါတယ်စာဖက်နေတော့မှပဲရုတ်တရက်သူ့မျက်လုံးတွေဟာသတင်းစာပေါ်ကိုရောက်သွားခဲ့ပါတယ်အဲ့ဒီသတင်းစာထဲမှာသူ့ရဲ့ပုံကိုဖော်ပြထားလာကိုမြင်လိုက်ရပါတယ်ဝန်တာအာယာ TV မိန်းကလေးဟာချက်ချင်းအိမ်ပြန်လာပါတယ်အိမ်ရောက်တော့သူ့ရဲ့ channel ကိုဝင်ကြည့်လိုက်ရမှာသူ့တချင်းကိုလူတန်းပေါင်းများစွာကြိုက်နေတဲ့နေကြတာကိုတွေ့လိုက်ရပါတယ်ရဲ့အနေငယ်အတွင်းမှာပဲသူဟာအလွန်နာမည်ကျော်ကြားသူတယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒီတော်တွင်းမှာပဲမိန်းကလေးရဲ့အဖြစ်အပျက်တွေအားလုံးကိုသူ့အဖေခီသူကသိရှိသွားခဲ့ပါတယ်ဒေါသတကြီးနဲ့သူ့ရဲ့ဂီတာကိုပါရိုက်ချိုးပစ်လိုက်ပါတော့တယ်